brother တွေ follow လုပ်ပေးနေတာကိုစောင့်နေတာ YouTube မှာ subscribe လေးလုပ်ပေးနေတာလဲခဏစောင့်နေတာခဏလေးပြန်ပြမယ်ကျွန်တော်လည်းပြန်ကြည့်မှာ brother တို့ပြန်လဲပြမှာကန်ကောင်းဝါသိလားကန်ကောင်းဝါတခုကလေနေတရာသိလားဇောင်းကြီးဆိုတော့လေအကုန်လုံးအောက်ပြုတ်ကြတာသိလား19မှတ်ပြန်ပြမယ်ခရိုင်းဆောင်ကျွန်တော် 12 kills ကိုမှ3138ပြီးတော့ကျွန်တော် VC Void ကျွန်တော်အခုတော့7 kills ကိုမှ2529 damage easy နဲ့ frame rate ကတော်တော်ဒေါနေလို့ brother 5 kill မှာ663ပဲဖြစ်ပါတယ်ပြန်ပြမယ်ခဏလေးစောက်ပြန်ပြမယ်နော်ပြန်ပြမယ်ခဏစောက်ကျွန်တော်ပြန်ပြခြင်းကျွန်တော်လည်းပြန်ပြခြင်း bro YouTube က viewer အများကြီးလက်မလေးနေနေပါတယ်နှိပ်သွားပြီးကြပါဦးအခုလောလေကျွန်တော်ပြပြရဗျာ viewer အရင်တက်ပြီးတော့ဗျာဟိုဘယ်လိုပြောရမလဲအဲ့ရဆွဲတဲ့ line ကိုကျွန်တော်ကမလိုက်နိုင်တော့ဖြစ်အဲ့ကြောင့်ဒီမှာပါထစ်နေသိရမလားကျွန်တော်လည်းပြန်ပြခြင်းကျွန်တော်လည်းပြန်ကြည့်ခြင်းခဏလောက်စောက် comment တွေကတောက်လျှောက်တက်နေတော့နောက်ကောက3အနေနဲ့ point contribution ကတော့ 30% နဲ့ survival time အရှိခဲ့တာလည်းဖြစ်ပါတယ်ဗျာဒီတော့ကျွန်တော်ဒီပွဲမှာ19မှတ် Pandan လည်းနေဦးနော် session မှတ်ဒီချအောင်ရတာ VC 7မှတ်ကျွန်တော်တို့ AZ 7မှတ်ကျွန်တော်တို့ PDN 5မှတ် EA 5မှတ်နဲ့ဒီလို Hill 4မှတ် High 4မှတ် Xavier 4မှတ်နဲ့ MEC 3မှတ် RQ 2မှတ်နဲ့52 2မှတ် MJ 2မှတ်နဲ့ Flash ကလည်း2မှတ် M6 ကောင်းတယ်ဘာပြော MJ အဲ့မှာ RQ တို့ MEC တို့အမှတ်လေးနေဝါတော်တော်ကောင်းတယ်သိလားဟဲတို့ VC ကတော့12မှတ်တဲ့ top 5နေလားရောက်နေ top 5တဲ့ဝင်သွားပြီလားမသိပါဘူးဗျာကြည့်အောင်ပါလူသေးတယ်ဗျ top 5မနေ့ပြန်တော့အရေးကြီးပြီ86 Pandam 86 AZ 83ကျွန်တော်Flash ကျွန်တော်80 3ရဖို့ဆိုရင်3ရဖို့ဆိုရင်24မှတ်ပဲလိုတယ်AZ တပွဲကိုချိန်ခိုင်းစားတယ်နော်ပြီးရင် AZ ကျွန်တော်လိုက်ပြေအောင်ဘာမှလုပ်စရာမလိုမနေ့ပြန်6ပွဲကပြီးစောက်လို့ရတယ်မနေ့က6ပွဲ AC ပဲမှန်တယ်ဗျာဒါအဲ့တော့အခုဆိုရင်တော့ဒီပွဲအတွက်ကိုကျွန်တော်တို့ဒီ final day 2အတွက်ကိုကျွန်တော်86 AZ 83ကျွန်တော်ပြနော်ကျွန်တော်ဒါလေးကြည့်လိုက်မယ်နော်ကျွန်တော် shot 1အခုလက်ရှိတိုတယ်အမှတ်ပေါင်းကကျွန်တော် BD က110 EA က106 RG 92 BC 86ဒီမှာကျွန်တော်တို့ဒါပါလေ PNDN ဟိုပါလေအဲ့ဒီတင်းကလည်း86ပဲဗျာ AZ 83 Tin Flash 80 YG ကကျွန်တော်တို့80ထားပါတော့80ပေါ့နော်ကျွန်တော်အပေါ်က Tin Flash နဲ့ဆိုရင်2မှတ်กว่าတယ်အပေါ်အသင်းနဲ့ဆိုရင်5မှတ်กว่าတယ်ရှက်စစ်ကအသင်းနဲ့ဆို5မှတ်กว่าတယ်5မှတ်ကျွန်တော်1 to 5အဝင်အောင်မှ8မှတ်ပဲกว่าတယ်1 to 4အဝင်8မှတ်กว่าတယ်8မှတ်กว่าသွားတယ်ပေါ့နော်8မှတ်กว่าသွားတယ်8မှတ်กว่าသွားတယ်ဆို1 to 3ဆိုရင်တော့မှကျွန်တော်20နဲ့ဘယ်လောက်ပဲกว่าလဲဆိုတော့ထားပါတော့80 24မှတ်ပဲกว่าတယ်ဗျာသိလား24မှတ်ပဲกว่าတယ်ဆိုတော့မနေ့ပြန်ချက်သား2ပွဲလောက်သာစားပြီးတော့ AC လေးဆော့မယ်ဆိုကျင်းသေးတယ်တော့ချန်ပီယံပဲเนาะချန်ပီယံမှန်းလို့ရတာเนาะချန်ပီယံမှန်းလို့ရတယ်နော်မနေ့ကပြောတာချန်ပီယံမှန်းလို့ရတယ်1 to 5အဝင်မဟုတ်တော့ဘူးဒီ flow တိုင်းတာဆိုကျင်းသေးပါမနေ့ကချန်ပီယံမှန်းလို့ရနော်ဘာလို့ဆိုကျွန်တော် YG chicken စားတဲ့ပွဲဆိုကြည့်လိုက်တပွဲကိုအမှတ်20နီးပါးလေးတွေပဲဗျာကျွန်တော်ပြောသိလားနော်မော်ဖလက်ကြီးကတိတ်နေမကောင်းတဲ့ပုံစံကြီးနေမဟုတ်ပါဘူးနော်ဆိုတော့အဲ့တော့မနေ့ကချန်ပီယံမှန်းလို့ရတယ် AC ပဲအားလုံးနော်အားလုံး AC ပဲ fighting guy fighting မနေ့ပြန်ကျွန်တော်ညနေ9နာရီလောက်စပါညနေ4နာရီ45လောက်စမယ်နော်ကျွန်တော်ဒီဘက်တယ်လေးပြန်ကြည့်မယ်အားလုံးနဲ့တူတူဆိုတော့ဒီဘက်တယ်လေးကိုတူတူပြန်ကြည့်မယ်နော်ခဏလေးစောက်အခုလက်ရှိအကုန်လုံးပြတ်သွားပြီနော်အကုန်လုံးပြတ်သွားပြီဆိုတော့ဒီဘက်တယ်ကိုကျွန်တော်ပြန်ကြည့်ကြပါမယ်နော် okay ပါ let's go ပါဟိုလှုပ်ဖြစ်မလားဆိုတော့တစ်ချက်တော့ကြည့်ရမယ့်ပုံစံမျိုးဖြစ်နေကြတယ်မှာလုံးဝ 4v4 ဆိုတဲ့နေထားတစ်ခုနဲ့နှစ်သိန်းထိတ်တိုက်ကတော့သွားပြီး 4v4 ဆိုပေမဲ့ဘာဖြစ်လဲဆိုတော့သိလားကျွန်တော်ဒီဘက်ကအင်ဒိုတင်းရကြတော့မူလူတော့9လုံးကျွန်တော်တို့ဘက်မှာ2လုံးပဲရှိတယ်စမုတ်6လုံးကျွန်တော်ဘက်မှာ2လုံးပဲရှိတယ် granite 8လုံးဆိုတာကြီးအရင်ကြီးတာတယ်အဲ့ကြီးအရင်ကြီးတာတယ်ဒါပေမဲ့ကိုရီမာဘာအားတာဝါလဲဆိုတော့လေကိုရီမာအားတာဝါတာတခုရှိတယ်14မှတ်တဲ့ဘာကြီးလဲ position တစ်ခုကိုဖန်တီးပါလေ
ပြီးတော့ high ground တစ်ခုကိုရရှိလာခဲ့တဲ့ Dimsy ရှက်သွေးနဲ့က14မှတ်လေဟုတ်တယ်လေ14မှတ်လားဟောတော့ရှက်14မှတ်လားရှက်သွေးကအုံနောက်တွေလွတ်နေပြီ sorry ပါအုံနောက်တွေလွတ်နေပြီနော်အားလုံးပဲတောင်းပန်ပါတယ်နော် sorry ပါ sorry ပါနော်အုံနောက်တွေလွတ်နေပြီနော်အုံနောက်တွေလွတ်နေလို့တောင်းပန်ပါတယ် sorry ပါနော်14မှတ်ပြောတော့24မှတ်လုံနေတဲ့ငါတို့ flag ကြီးအုံနောက်တွေလွတ်နေလို့ပါနော် sorry ပါတောင်းပန်ပါတယ် junior TikTok မှာ follow လုပ်ပေးပါ thank you ပါနော်နော်ကျွန်တော်တို့ဘာတာဝါလဲဆိုတော့သိလားကျွန်တော်တို့စီမှာလေနှိတ်ကအဲ့လိုမျိုးဘေးနားမှာကြာကြီးဒုံးလဲဆိုအဲ့စက္ကန့်ကပောက်သွားမှသာနော်တော့သိလားကျွန်တော်ဥမာ 1G ကဥမာချိလိုက်အောင် player လဲအနေထိုင်တက်တယ်အော်လုံးဝအငိမ့်မနေဝီနဲ့တော့နှိတ်ကကြာမယ်ဆိုအောက်ကြာသွားမှာဆောင်းအတာဝါအဲ့ချက်ဟိုကောင်နေနှိတ်တွေလကားဖြစ်သွားတာဗျာအဲ့ဒီရန်ကောင်းသွားအဲ့ဒီကိုရန်ကောင်းသွားငါလည်းအခုမှအတန်ထွက်နိုင်နေအောင် line တွေကြာနေပါလောက်ကြရပါ fuck the fuck အဲ့တစ်နေတော့လားဟာဘာကြီးလေလိုင်းကြနေတာလားဒါကြီးကလိုင်းကြတာဟမ်အေးစေးနော်ဟိုကောင်းနေလိုင်းကြနေတယ်လိုင်းကြနေတယ်ပြန်အောင်ပြပြန်အောင်ပြလို့မရတော့ပြန်တော့ပြလို့မရတော့ဟေးပြန်ပြချင်တာကွာရတာခိုင်ပြန်ကြည့်ချင်တာကြည့်လို့မရပါဘူးတဲ့ line ရလေကွာ follow ခဲ့တယ် thank you ပါကိုကျော်ထက်ရီ thank you ပါရှယ်ဝါကိုတနေ့တည်းကိုနှစ်ခါယူထားတာနော်စော်ဒီပဲဟုတ်လားစော်ဒီပဲခိုင်းဆောင်ဘာကြီးငိုနေရငိုပါဘူးမလုံးဝ line ကွာဒါကြီးကဘာကြီးလဲ official ပေးရ line ကြပါလားငါစီရပဲကြမှာ official ပေးရကြတဲ့အကြောင်းမရှိပါငါစီရပဲ line ကြရနေပါလိမ့်မယ်ခိုင်းဆောင်ကျွန်တော် refresh လေးလုပ်နည်းလေး refresh လေးလုပ်လိုက်ဘာညာဆက်လေးရှင်းလိုက်တာတဲ့မလားဘာညာရကောင်းလိုက်တာကွာကြီးပါvà đội còn lại thì mình အဲ့ပေါ်အားပေးပါလားကျွန်တော်တို့ Okay ค่ะ that they won in the top 3 trong top 3 với ဒါမှချင်းဒီတစ်ခုပါ ခိုင်းတော့ပြန်ကြည့်မယ်နော်ပြန်ကြည့်မယ် အာနီဒုံးမပဲခိုင်းပြ range တယောက်ကိုနှိမ့်နေပဲသူတို့ကို ကျွန်တော်ရှာပါရစာပြီးတော့တိုးဝင်ဖို့တလုံးနေကြတယ်မှာ Kim Tony ပြန်ခင်းပြီး Razak Power ဒီအားတစ်ခုပါပဲ Hill တွေမှာထပ်ပြီးတော့ပျောက်ဆုံးသွားခဲ့ Branky ဂျာနီမှာလောအငိမ့်လေးမဆက်လက်ပြီးတော့ control လုပ်ပြီးတော့ဟိုးနေခဲ့တယ်ဗျာ ဟုတ်ပါရဲ့ forward ပဲချီနေ smoke ဒီမှာခင်းလာပြီး vision တွေ block နေခဲ့တဲ့တစ်ချက်တစ်ဖက်ကနေတွေရှိနေတဲ့အတွက်ကြောင့်တော့ YG player ဟိုးတိုင်း point တွေကိုနေတွေတောက်ချောက်တော့ကျဲပြီးတော့ဒုက္ခတွေပေးနေတယ်နာတွေ့ရတော့ကျွန်တော်တို့ nation လုံး short way တွေရောစပြီး TV ခံစားနေကြရတယ်လုံးပြီးလုံးပြန်ပြီးတော့